ဒီလက်လေးကကြတော့တစ်ခါလောက်ကြည့်ပြပါဆရာမဘာဖြစ်လာနေမှန်းမသိလို့ပါဆိုပြီးမေးထားတာဖြစ်တယ်နော်ဒီလက်လေးမှာကြတော့ပထမဆုံးအနေနဲ့ပြောချင်တာကဒီဥပ္ပမြင့်လေးအကြောင်းကိုပထမဆုံးအနေနဲ့ပြောပြမယ်နော်ဒီအသက်လမ်းကြောင်းရဲ့အတွင်းလက်မရဲ့အခြေဒီနေရာလေးကိုကြတော့အင်္ဂါကြိုးကုန်းအဖိုလို့ခေါ်တယ်အင်္ဂါကြိုးကုန်းအဖိုကနေပြီးတော့ကြတော့ထွက်လာတဲ့လမ်းမှန်တွေများဥပ္ပမြင့်ဖြစ်ပါတယ်နော်ဥပ္ပဒံမြင့်လို့ခေါ်ပါတယ်ဒီဥပ္ပဒံမြင့်တစ်ချောင်းကအင်္ဂါကြိုးကုန်းအဖိုကနေထွက်လာမယ်နော်လက်ကလေးရဲ့အခြေစနေကြိုးကုန်းနားစီကိုရောက်နေမယ်ဆိုလို့ရှင်ဒါကစီဝါရေးရောအိမ်အောင်ရေးရောထိခိုက်မှုဖြစ်စေတဲ့မကောင်းတဲ့အဖြတ်မြင့်တစ်ခုဖြစ်ပါတယ်နော်ဒီမျက်နှာထင်ရှားအားကောင်းနေမယ်ဆိုလို့ရှင်လက္ခဏာရှင်ဟာမိမိအိမ်အောင်ရေးအတွက်ရောစီဝါရေးအတွက်ပါထိခိုက်နစ်နာစရာရှိတတ်တဲ့အတွက်ကြောင့်မလို့ဂရုစိုက်ဖို့လိုအပ်ပါတယ်နော်နောက်တစ်ခုကကြတော့ဒီလက္ခဏာရှင်လေးမှာဆိုလို့ရှင်နှလုံးထဲနဲ့တက်ပြီးတော့တွေးကန်တစ်ခုထင်ရှားအားကောင်းစွာရှိနေရနော်ဒီလိုတွေးကန်အမှန်အသားလေးရှိနေမယ်ဆိုလို့ရှင်လက္ခဏာရှင်ဟာအလုတ်အကိုင်အခွင့်အလန်းတွေအဆင်ပြေတတ်တဲ့ငွေကြေးစီးပွားအဆင်ပြေတတ်တဲ့အမှန်အသားလေးဖြစ်တယ်နော်နောက်ပြီးတဲ့အခါကျတော့သူကဆိုလို့ရှင်အမှုပညာလုပ်ငန်းနဲ့အကျိုးပေးတတ်တဲ့အမှန်အသားလေးတစ်ခုဖြစ်ပါတယ်နော်နောက်တစ်ခုကကြတော့ဒီလက္ခဏာရှင်မှာဆိုလို့ရှင်အသက်လမ်းကြောင်းအကြောင်းကိုပြောပြမယ်ဒီလက္ခဏာရှင်လေးမှာကြတော့အသက်လမ်းကြောင်းဟာနော်စထွက်လာတဲ့နေရာလေးကတော့အဆင်ပြေခဲ့ပါတယ်နော်လမ်းတစ်ဝက်ရောက်တဲ့အခါကျတော့အသက်40ပတ်ချလေးမှာအသက်လမ်းကြောင်းကထက်ပြက်ကလေးပြက်နေပါတယ်ဒီအသက်အရွယ်ပိုင်းခြားမှာအက်ဆီဒန့်ကန်နေနော်ဖြစ်တတ်ပါတယ်ကျန်းမာရေးအထူးဂရုစိုက်ဖို့လိုအပ်ပါတယ်နော်ထက်ပြက်ပြက်ပြီးတဲ့အခါမှာအသက်လမ်းကြောင်းကကျွန်းခံနေပါတယ်နော်ဒီကျွန်းခံနေတဲ့အသက်အရွယ်ပိုင်းခြားမှာလည်းနော်ခွဲစိတ်ကူးတာရတာတွေဖြစ်တတ်တဲ့အတွက်ကြောင့်မလို့ဂရုစိုက်ဖို့လိုပါတယ်နော်အသက်40နောက်ပိုင်းမှာတော့အသက်လမ်းကြောင်းကကောင်းမွန်တန်ရှင်းမှုအားနည်းနေပါတယ်လက္ခဏာရှင်ကအသက်40နောက်ပိုင်းကစပြီးတော့ကြတော့ကျန်းမာရေးချူချာတတ်ပါတယ်သို့တော့ဒီလက္ခဏာရှင်လေးမှာဆိုလို့ရှိရင်အသက်လမ်းကြောင်းမိမ့်မိန်ပြတ်တောက်နေတဲ့နေရာအသက်လမ်းကြောင်းကျွန်းခံနေတဲ့နေရာတွေရဲ့အတွင်းဘက်မှာဆိုလို့ရှိရင်အရင်အသက်လမ်းကြောင်းတစ်ခုပါနေပါတယ်နော်ကျန်းမာရေးအညံ့တော့ဖြစ်တတ်ပါတယ်သို့တော့သူကဆိုလို့ရှိရင်အသက်အန္တရာယ်တော့စိုးရိမ်စရာမရှိဘူးဆိုပြီးတော့အသက်ကယ်လမ်းကြောင်းလေးကကုညီကယ်တင်ပေးထားတဲ့အတွက်ကြောင့်မို့လို့အသက်အန္တရာယ်တော့စိုးရိမ်ဖွယ်မရှိပါဘူးဒါကြောင့်မို့လို့လက္ခဏာရှင်ဟာအသက်ငယ်ငယ်ရွယ်ရွယ်အချိန်ကနေစပြီးတော့ကြတော့အသက်ရှည်စေတဲ့ကုသိုလ်ကောင်းမှုတွေကိုအဆက်မပြတ်လုပ်ပြီးဖို့လိုအပ်ပါတယ်